ဝါကျွတ်တော့မယ်နော် ဘွားကျတော့ဘာဖြစ်လဲ နင်ကလေဟာစကားပြောတာလွယ်လိုက်တာနင်ပြောတော့ဝါကျွတ်ရင်မင်္ဂလာဆောင်မယ်ဆိုငါအမေတို့တော့ပြောပြီးနေပြီဟာဘယ်ဝါကျွတ်ကိုပြောမှမသိဒီနှစ်လည်းလွယ်ဦးမယ်နဲ့တူပါတယ် စလာပါဟာဒီနေ့တော့မလွဲတော့ဘူးစိတ်ချငါပတ်သက်မှစုထားသေးတယ်စူဘူးနဲ့ငါပတ်သက်မှစုထားသေးတယ်ဗျာဒီနေ့က နင်တကယ်ပြောရနော် တကယ်ပြောတာဗော ပြောဒီမှာမင်းစုဘူးဘာဖြစ်လို့စိုင်းမစင်ပုံမစီအခုလိုလာပြန်တောင်းရတာလေ အလက်ကောင်မင်းမခိုးပြေးသွားတယ်ငါတို့ယောက်ျားလေးရှင်ဖြစ်တဲ့အတွက်အဆောက်အရာတာဝန်ယူပြီးလုပ်ပေးရမှာအဲကြောင့်ငါဒီစူဘူးလေးခွဲပြီးတော့ငါလုပ်ပေးခြင်းလို့ဟော ဒီစုဘူးကနင်နဲ့ငါမင်္ဂလာဆောင်ဖို့အတွက်စုခဲ့တာမဟုတ်ဘူးလားဘာဖြစ်လို့နင်းကြီးရဲ့အတွက်ကိုတောင်းရမှာလဲ ဟောနားလည်းပေးပါမိသားစုတွေမှာငါအကြီးဆုံးဆိုတော့အကိုကြီးဖရဆိုတော့ဒီလိုမှပဲတင့်တော်လေ ဒီမို့လေဒီသားစုအတွက်ရာရာပေးဖို့အဆင်လေးဖြစ်နေတဲ့နင့်ကိုချစ်မိမှာတော့ဒီကကျွလေ မပြတ်နိုင်တော့မေအောင်မေပြီးပါအကျဉ်းနာတွေတခန့်ရခ